နေမှာတော့ client ရဲ့လေးကိုတပ်ပုံရိုက်ပြီးဖို့ make up စာလိမ့်နေပြီပေါ့နော်ဒါတော့ပထမဝတ်ဆောင်လေးပေါ့နော်ရမယ့်ပုံစံလေးကတော့ fashion style လေးတွားမှာဆိုတော့ client ရဲ့စပင်လေးတွေချားလေးလုပ်ပြီးနေရပါဒါတော့ကျွန်တော်စားရိုက်နေပြီဖြစ်ပါတယ်ဘယ်လိုပုံစံလိုမျိုးလေးရိုက်ထားရဲဆိုတာကျွန်တော်နဲ့အတူတူလိုက်ကြည့်လိုက်ပါအောင်နော်ကျွန်တော်ကတော့ပုံရိုက်ပြီဆိုရင်အဓိက6ယောက်ဒီဘယ်လိုရှိအောင်ထားရမလဲလက်တွေဘယ်လို position လောက်အောင်ထားရမလဲပြီးရင်မျက်နှာအနေထားကိုအဲ့လိုမျိုးကြည့်ပြီးတော့သူ့ယုံနဲ့လိုက်မဲ့မှုမျိုးအဓိကထားရိုက်တာဖြစ်ပါတယ်โอเคဒါတော့ကျွန်တော်ပထမဝတ်ဆောင်နေပြီးသွားလို့ဒုတိယဝတ်ဆောင်တစ်ချိန် make up လေးစပင်လေးပြန်ပြောင်းနေရပါတော့ဒုတိယဝတ်ဆောင်မှာလည်းဘယ်လိုမိုက်စားရိုက်ထားလဲဆိုတော့တစ်ချက်လိုက်ကြည့်လိုက်ပါဦးโอเคဒါတော့ဒုတိယဝတ်ဆောင်လေးစားရိုက်ပြီးကျွန်တော်တို့စားရိုက်တဲ့ချိန်မှာပဲသူက fashion style ရိုက်တာဆိုတော့ပို့တွေကမိုက်နေမှရမှာပေါ့နော်ရိုးရိုးတန်းတန်းနေရရင်ကျတော့သူ fashion style ရဲ့အရာတာမရှိတော့ဘူးပေါ့နော်အဲကြောင့်ကျွန်တော်ပို့တွေပါဆိုလဲတေချာကြည့်ထားတယ်ပြီးရင်တခြားလေးရိုက်ဖြစ်တယ်ပေါ့နော်ရိုင်းနဲ့ကျွန်တော်ချီနီရဲ့ပူလေးတတိယပါလို့ချီနီရဲ့ပူလေးတပုံထောက်ရိုက်လိုက်ပါတယ်ကျွန်တော်ရှူတင်ရတော့ပြီးသွားပြီပေါ့နော်ကျွန်တော်တော့အဲ့တဲ့ client ရဲ့လေးကိုဘလို့လေးဆိုတာလေးတေချာလေးရှင်းပြပြီးမှတေချာလေးရိုက်ပြီးထားပါတယ်နော်ထွက်လာတဲ့ပုံတွေကိုလည်းဘလို့ပုံစံလေးထွက်လာပြီးမလဲဆိုတာစောင့်ကြည့်ကြပါဦး